ဒီလမ်းนี่ဝင်သွားလမ်းဝင်นี่ဝင်ပြီးတော့အောက်ဆင်းလို့ဒီကနေ့ပြန်ပဲတက်တယ် ဝေးလား မဝေးဘူး နေဦးမသွားနိုင်တော့နေဦး ခုမှတော့ပေါ်သွားတယ် ဟမ်ကြောက်စက်ရည်လေ ဦးလေးဟုတ်ပေါ်မှာထိုင်နေ အဲ့ဒီမှာဆင်းလာပွားကြီးသူ တစ်ချက်တန်လေးတွေကိုတမီးခုမှမြင်တာ အေးဒီမှာလှူလာတာလေဒီမှာကြောက်စက်ရည်ကြားနေ အဲ့ဒီတပတ်တန်လေးလေးကိုသူတို့ပြစ်တယ်အဲ့ဒီတပိတ်ထဲဝင်လို့ရှိရင်အဲ့လို ကိုကကြောက်ဆွဲကြောက်တုံးလေကြောက် ဟမ်သူကဟိုမှာလေသူ့ရဲ့ဖယားရဲ့နင့်နံနဲ့အမတနင်္ဂနွေတနင်္လာအင်္ဂါဗုဒ္ဓဟူး ဘာမှလည်းနေငါနာပဲနားမလဲ အထီဟိုမှာဖလာဟမ် ဘာမှလည်းဘာမှ အင်္ဂါ ဘုရားဘာလို့ ဗရတဲ့အင်္ဂါဗရတဲ့ ဟာအခန်းဒီမှာဒီဘက် ဒီလျောင်းနေတာလား လျောင်းတာ နေမမပူလို့မဟုတ် လျောင်းနေတာဆိုဒီကြက်စီစီလား လာဟိုမှာလာကြမ်းအမဖလာဆက်ပါဒီအထီဟိုဒီမှာအဲ့ဒီမှာတပိတ်လေး လဲလျောင်းနေတာလား အဲ့သူများလေးအမ လဲလျောင်းတဲ့ဟာလား အေးမာလေးတော့ဒီမှာ ရှိလာနေမှာပတ်တယ်မီးလေးပဲပါကြည့်ပါဦးဒီထဲမှာမကောက်ကြဘူးပေါ့ဟုတ်ဘူးပတ်စံကောက်တဲ့သူတွေပြောတာပတ်စံကောက်တဲ့သူတွေပြောတာအဲ့ဒါမဟုတ်တော့ဒါပေမဲ့ဝင်ကောက်လို့မရလို့ဘောမင်းကြီးချောလဲချောမှန်တယ်လူတွေက ချိုးကြောက်ကြည့် ကြည့်လိုက်လို့ရှိရင်ချောမှပေါ့ ဟောငါပြရတယ်စနေနကားလို့လားစနေရနကားလား တနင်္လာကြားလို့လား ဘာလို့ဘုရားကလည်းရောက်နေ လျောင်းတော့အင်္ဂါမဟုတ်လား ဒါအင်္ဂါ နေပြောရဘုရားဆို ဘုဒ္ဓမရှာလို့မတွေ့ဘူးဟိုမှာဟိုကလေထွက်ကောင်းပြီလေစာပြားလေးရမှာဟိုဖက်ကဘာနာမှမသိတာတော့ဒါအင်္ဂါ တော့လည်းဘုရား ဗီဒီယို အဲ့ဒီကြောက်သေးကြီးကြောက်ပြီးတော့ ကြောက်စက်ရည်လေ ကြောက်စေးကြီး ကြောက်စက်ရည်အစီတွေမှာကြောက်စက်ရည်တွေမှာထွက်နေတာကြောက်စက်ရည် တော့ကြောက်ဆက်ရည်ဆိုတာဘာဖြစ်ပါကောင်းတာလဲကောင်းတာတွေပါရှိလား ကြောက်စက်ရည်အေးတယ်ဗောဘာကောင်း ဒီရဘယ်လိုလဲဆိုတော့အခုအပေါ်ကနေမိုးရွာပါအဲ့ဒီကြောင်းကနေထွက်လာတဲ့ဒီကိုတောက်လို့ရတယ်သူကဟိုကနဲ့တူပဲဗာလဲရေတက်နဲ့တူပဲ လာချဲလာနေပါလို့ဒီအမေ ခရတဲ့ဟာတွေပေါ်မှာလဲဟမ်ဟိုမှာဒင်းဓာတ်ပုံပဲရမယ်ဒီမှာ ခရ